ဘလို့ဖြစ်တာပါလဲကလပ်အသေးကြီးတိုက်လက်ကောင်းမယုံရင်လုံးလို့ဘလို့ဖြစ်တာပါလဲတော်သေးတာပေါ့ရှင်းကချုပ်ကြီးတယ်မကြဘူးစိတ်နဲ့ဒီနဲ့မကတ်တော့မိဘစကားနားမထောင်လို့အသာကောင်းပါမဲဒုက္ခရောက်ပြီးတတ်တယ်တော်ဦးလည်းတော့ထွက်လာလိုက်တာဖြစ်ကျွမ်းရှိတယ်ဆိုလို့ဒါနဲ့ဖြစ်ရှာမတွေ့ပါလေငါနေတဲ့ခန္ဓာကပါမလားဟင်တတ်နိုင်ပါဘူးဒီခင်ကြီးတဲ့ဝါရဲ့ဝိညာဉ်ခါစားတာတော်ကျင်ပါလေအလိုမြတ်စွာဘုရားအားတော်လေးအချိန်ကတောင်းနေလို့မိမိလေးတာတော်လေးကိုလို့သူများတိုင်းကြွေးကြည့်လို့စောင့်နေတာတိုင်းစောင့်နေတာတိုင်းမိမိနဲ့လာစမ်းမတိုင်းလာစမ်းမတိုင်းရှင်နေတာညတဲ့ဘာလို့မကြောက်သေးမိမိကိုပြောပါအောင်လူကလေးပြောအောင်မလာဘုရားတာတော်အတာကိုတော့ကျေပါဘုရားတောင်းတာတဲ့ဒီဝိတုခွားရောက်ပါဘုရားဒီစပါဒီရင်ကလာကြတော့လေတရားပြည့်ရှောက်ပူလာရောက်စမူရရွှေသေးရှားပြရမယ်ဆိုတာမတွေ့ပါဘူးဗျာအဲ့ဒါရှိရဆိုရင်တာညောပြောင်းဘုရားအလိုမြတ်စွာဘုရားမောပါအိုင်မောပါအချိန်ခါရောက်လာပြီကိုတန်းနေပါဘူးမင်းတို့ချင်းနေစမူရရွှေသေးကျွေးဖောင်းများစွာရှိတယ်ဘယ်မှရှာမတွေ့နိုင်